ဟောလူလာမြောင်နေပူစခါကျိုးစားခဲ့သမျှသနာစရာပါလီအမေတီးတီဖွဲ့စုတိုင်းမှာပေများကိုအာနာလို့နေသာသမီပေါ်ထားတဲ့မြေသာလူပါပဲလေအဖေမရှိလေမနောင်နာမရနဲ့ပြောပြရစီသာတို့သာတို့တွေအဖေဟာအဖေပါပဲသမီးလေးမျက်နှာစိတ်ဆန်းရင်ကျမ်းနဲ့အဖေရဲ့ရက်တူသာတို့ရဲ့မဟာသရိုင်းကြီးပါလေလောကလူတိုင်းတွေအဖေနာအဖေပါပဲခွာရပြီမဲ့ဖေလို့ဘဝသနာစရာပါလေအချိန်တန်ဟောတူလာမြောင်နေပူစခါကျိုးစားခဲ့သမျှသနာစရာပါလေအမိတေးတွေဖွဲ့စုတိုင်းမှာဒီများကိုအာနာမိနေသာသမီပေါ်ထားတဲ့သူကတူပါပဲလေအဖေမရှိလေမနောင်နာမရနဲ့ပြောပြရစီသာတို့သာတို့